အားလုံးခုနှစ်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဦးထပ်မှတ်ပြီးတော့တရင်းနာသားသမီးတွေအတွက်တပတ်စာဟောတရားဟောကြားပေးမှာဖြစ်ပါတယ်73ရက်6လ2025နေပြီးတော့19ရက်6လ2025အတွင်းမှာတရင်းနာသားသမီးတွေဘာတွေဖြစ်ပေါ်လာမလဲစီးပွားရေးကျန်းမာရေးလူမှုရေးเนาะတရင်းနာသားသမီးအားလုံးအတွက်ကိုတဲတော်ဟောတရားဟောကြားပေးမှာဖြစ်ပါတယ်တရင်းနာသားသမီးတွေဒီတပတ်တာကာလမှာအခက်အခဲတွေမဆိုးတော့ပေါ့နော်မဆိုးတော့အခက်အခဲလေးတွေကိုရင်ဆိုင်ရမယ်ကြော်လွှားရမယ်ဆိုတဲ့ပုံမျိုးဖြစ်ပါတယ်နော်ကြာလာတဲ့ပုံကတော့ထုံချောင်း9ချောင်းဆိုပုံအဲ့မှာအဲ့ဒီလူတယောက်ရှိမှာထုံချောင်း6ချောင်းကကာစီးထားတယ်ပေါ့နော်အခက်အခဲတားစီးလေးတွေရှိတယ်အဲ့မှာလူတယောက်ကထုံချောင်းတစ်ချောင်းကိုကင်ပြီးတော့ဟန်ချက်ညီညီဘဲလင့်ညီညီနဲ့ပေါ့နော်ကြော်လွှားနေတဲ့ပုံအခက်အခဲနောက်ဆက်လေးတွေကြုံတွေ့ရတဲ့ဒါပေမဲ့အဲ့အခက်အခဲနောက်ဆက်လေးတွေကိုကျင်းပြီးပေါ့ကြော်လွှားနိုင်မှာရှေ့မှာပိတ်ဆို့ထားတာတို့တားဆီးထားတာတို့เนาะကိုယ့်ရဲ့တက်လန်းတစ်ခုကိုယ့်ရဲ့လုပ်ငန်းတစ်ခုကိုရှေ့ကနေပြီးတော့နှောက်ရက်အဟန်တာပြုလုပ်တာမျိုးတွေကြုံတွေ့ရတယ်တိုးတော့အဲ့ဒီအဟန်တာတွေကိုကျင်းပြီးပေါ့ကြော်လွှားနိုင်မယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အခက်အခဲလေးတွေတွေ့မယ်အခက်အခဲလေးတွေကိုကြော်လွှားရမယ်เนาะကြော်ဖြတ်ရမယ်အားလုံးကိုကြော်ဖြတ်ရမယ်ဆိုတဲ့တခြင်းနဲ့ရလို့ပေါ့เนาะဒီနေ့သားသမီးဒီဘက်ကာလမှာရင်ဆိုင်ရမယ်ကြော်ဖြတ်ရမယ်မိခက်ခဲတွေကိုအဲ့တော့ငွေကြေးကန်တဲ့ပတ်သက်ပြီးတော့အလောက်အကင်ကိုရရရှိတယ်ကိုလှုပ်ထားတဲ့နေရာတွေပြီးတော့ငွေတွေဝင်လာမယ်เนาะငွေကြေးကိစ္စတွေဝင်ငွေရှိတယ်အလောက်အကင်ခွင်လန်းတွေပေါ်ပေါက်လာမယ်လုပ်ငန်းတစ်တွေရရှိလာမယ်เนาะအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့အမွေရတာမျိုးတွေเนาะရုတ်တရက်ထီပေါက်တယ်လို့မျိုးအမွေရတယ်လို့မျိုးငွေတွေရုတ်တရက်ဝင်လာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်ငွေကန်လည်းအိမ်မတန်းမှကောင်းပါတယ်အဲ့တော့အဖိုးတန်ပစ္စည်းတွေဝင်ငိမ့်ရှိတယ်ရွှေတဲ့ပစ္စည်းတို့เนาะရွှေတဲ့ပစ္စည်းတွေရတနာပစ္စည်းတွေငွေကြေးဥစ္စာပစ္စည်းတွေဒီတစ်ပတ်ကာလမှာဆက်ပစ္စည်းတို့အဖိုးတန်ပစ္စည်းတို့เนาะဝင်ငိမ့်ရှိတယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလမျိုးမှာမိကောင်းဆွေကောင်းတွေပေါ်ပေါက်တတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေကောင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်အရေးကြီးတဲ့စာရွက်စာတမ်းတွေစာချုပ်ကိစ္စတွေလက်မှတ်ရေးထိုးရတဲ့ခရီးလေးတွေခရီးတိုလေးတွေပေါ့နော်ထွက်နေရတဲ့ခရီးတွေများနေရတဲ့အဝေးမဟုတ်ရင်တော့မှပဲခရီးတိုလေးတွေသွားနေရမယ်ခရီးကိစ္စလေးတွေနော်ခဏခဏခရီးထွက်ကြတာမျိုးတွေပြောင်းမကြခဏသွားလာလှုပ်ရှားနေရမယ်ဆိုတဲ့နည်းမျိုးဖြစ်ပါတယ်ဒီဘက်ကာလမှာခရီးတွေမကြခဏထွက်ရတဲ့အဲ့ခရီးတွေကလည်းကောင်းသောခရီးတွေဖြစ်ပါမယ်နောက်ကားတို့ဆိုင်ကယ်တို့စပိန်တို့เนาะအဲ့လိုစီးစရာရင်ထားတွေဝင်ကိန်းရှိပါတယ်ရဝေးရနေပြီးတော့သတင်းကောင်းတွေကြားရတယ်เนาะအလုံးနဲ့ပတ်သက်တဲ့သတင်းတွေငွေကြေးကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေသတင်းကောင်းတွေကြားကိန်းရှိပါတယ်အော်ဒီတပတ်ကာလမှာအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့အိုးသစ်အိမ်သစ်ဝင်ကိန်းရှိပါတယ်အိမ်ချမ်းမြေကိစ္စနေရာတိုင်ခင်းကိစ္စတွေမှာအကူအညီထောက်ပံ့ကောင်းတွေပေါ်ပေါက်လာတတ်တယ်တူတူကြာအဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးမှာစမ်းပွင့်မျက်နှာပွင့်လာတတ်တယ်ပညာရေးမှာလည်းအထူးအဆင်ပြေမယ်ပညာရေးကိစ္စတွေအင်တာဗျူးကိစ္စစာမေးပွဲကိစ္စတွေအထူးအဆင်ပြေပါလိမ့်မယ်အဲ့တော့ကျမ်းမာရေးလည်းထွေထူးစိုးရိမ်စရာမရှိဘူးပညာရေးကိစ္စတွေစာမေးပွဲကိစ္စတွေအင်တာဗျူးကိစ္စတွေလည်းအားလုံးကောင်းပါတယ်အခြေရေးကိစ္စတွေเนาะအဲ့တော့ဒီကာလမျိုးမှာထီထိုးတာတို့เนาะထီပေါက်တာတို့ကန်ဆန်းပဲပေါက်တာတို့ရုတ်တရက်ငွေအလုံးရင်းနဲ့ဝင်လာတတ်တယ်ရုတ်တရက်မမျော်လင့်ထားတဲ့နေရာမထင်မှတ်ထားတဲ့နေရာကနေပြီးတော့ငွေတွေဝင်ကိန်းရှိပါတယ်ရာကိန်းရှိပါတယ်အဲ့တော့ဒီကာလမျိုးမှာကျမ်းမာရေးအနေနဲ့အရင်ဖြစ်ဘူးခဲ့တဲ့ကျမ်းမာရေးတွေပြန်ပေါ်လာတတ်တယ်အရင်ဖြစ်ဘူးခဲ့တဲ့ကျမ်းမာရေးတွေအနာဟောင်းတို့အနာဟောင်းတွေပြန်ဖြစ်တတ်တယ်ယောဂဟောင်းပြန်ပေါ်တတ်တယ်နော်အရင်တော့ဖြစ်ဘူးခဲ့တဲ့ကျမ်းမာရေးတွေပြန်ပြီးတော့ဂရုစိုက်ရမယ့်အနေအထားဖြစ်ပါတယ်ဒါပေမဲ့ထွေထူးစိုးရင်စရာတော့မရှိဘူးကြီးရင်ပါစိုးရင်စရာမျိုးတော့မရှိပါဘူးအဲ့တော့အိမ်တွင်းအိမ်တော်ရေးကိစ္စတွေမှာလည်းဒါထူးထူးခြားကံကောင်းနေမယ်လို့ဆိုတဲ့မျိုးဖြစ်ပါတယ်အိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေနော်အိမ်တော်မရှိသေးတဲ့သူတွေဆိုရင်အိမ်တော်ဘကောင်းတွေရလာတတ်တယ်ဒီချိန်ခါမျိုးမှာအိမ်တော်ဘကောင်းရတဲ့အိမ်တွင်းအိမ်တော်ရေးအဆင်မပြေတဲ့သူတွေကလည်းဒီကာလမျိုးမှာအိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေပြန်လဲပြီးတော့အဆင်ပြေသွားမယ်ပြန်လဲပြီးတော့တင့်မြတ်သွားမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်
အဲ့တော့စက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေအထူးအဆင်ပြေမယ်နော်လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်အိမ်တို့ရဲ့အိမ်တော်ရေးကိစ္စတွေမှာလည်းစိတ်ချမ်းမြေ့စရာစိတ်ချမ်းသာစရာတွေကြုံတွေ့လာရမှာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ကလည်းဒီကာလာမျိုးမှာထွေထူးစိုးရင်စရာမရှိဘူးเนาะအဲ့တော့ဒီကာလာမျိုးမှာအဲ့တော့ငွေကတော့အေကံမုတ်ချဝင်လိမ့်မယ်မထင်မှတ်ထားတဲ့နေရာပေါ့เนาะရုတ်တရက်အထီပေါက်တာပဲဖြစ်ဖြစ်ရော်ကြီးရတာပဲဖြစ်ဖြစ်เนาะတခုခုကိုကအဲ့လိုရုတ်တရက်ငွေဝင်လာမဲ့နမိတ်မျိုးတွေရှိတယ်เนาะအမွေရတယ်လို့မျိုးတွေเนาะအဲ့တော့ဒီကာလာမျိုးမှာကိုယ်နဲ့မတည့်တဲ့သူတွေရှိရင်တော့ပြန်လဲပြီးတော့ကိုယ့်ကိုအဆင်ပြေသွားမယ်ရင်တော့ကိုယ့်ကိုမခေါ်နိုင်မပြောနိုင်တဲ့ဖြစ်နေတဲ့သူတွေရှိရင်တော့ဒီကာလာမျိုးမှာကိုယ့်ကိုပြန်ခေါ်လာမယ်ပြန်ပြောလာမယ်เนาะအဲ့တော့အပြိုင်ဆိုင်တိုက်ခတ်တွေတိုက်ခံတွေရှိတယ်ဆိုရင်လည်းအဲ့ကိစ္စတွေဝိမိဘက်ကနေအနိုင်ရမယ်အသာရမယ်ရုံးမြင်ကနာအမှုခင်းတွေပြဿနာတွေရှိခဲ့ရင်လည်းအဲ့အမှုခင်းကိစ္စတွေအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဘာသာရေးကိစ္စတွေမှာပညာရေးကိစ္စတွေဘာသာရေးကိစ္စတွေเนาะဖရာတရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနည်းငယ်ဒါစိတ်နှောက်ယှက်ပစ္စည်းလေးတွေကြုံတွေ့တတ်တယ်အလူတန်းကိစ္စတွေเนาะအဲ့ဒီကာလာမျိုးမှာအိမ်မက်ထဲမှာတစ်ခါလေကြာရင်အိမ်မက်ဆိုးတွေပါတွေမှတ်တတ်တယ်เนาะမကောင်းတဲ့အိမ်မက်တွေပါတွေမြင်မှတ်တတ်တယ်ဒီကာလာမျိုးမှာအိမ်မက်နဲ့ပတ်သက်တာတွေเนาะအဲ့တော့အဲ့လိုမှတ်ပြီဆိုရင်တရော်ကမောနဲ့ခေါင်းလျှော်လိုက်တာပိုကောင်းပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တာတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထင်မှတ်ဘဲနဲ့အလူတန်းကိစ္စတွေမှာအနှောက်အယှက်လေးတွေဝင်လာတတ်တယ်အနှောက်အယှက်လေးတွေပေါ်ပေါက်လာတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အလောက်ကိုင်ခွင်လန်းနဲ့ပတ်သက်ရင်တော့အလောက်ကိုင်ကတော့တိုးတက်မယ်သို့တော့ရွေးချယ်မှုမှန်ကန်မှုအရေးကြီးတယ်ဒီချိန်ကမှမှာစိတ်တွေအလုံးနဲ့ပတ်သက်ပြီးတော့ဝေဝါးနေတတ်တယ်အလောက်တွေကများနေတာမျိုးတွေဟိုဟာလောက်ရမှာလို့ဒီဟာလောက်ရမှာလို့เนาะအလောက်ကိုင်နဲ့ပတ်သက်ပြီးတော့ရွေးချယ်မှုကအရေးကြီးတယ်ဒီထဲမှာကတော့ထင်အောင်ထင်မှားတွေဖြစ်တတ်တယ်เนาะအလောက်ကိုင်နဲ့ပတ်သက်ပြီးတော့စိတ်တွေဝေဝါးထွေပြားနေတတ်တယ်ဒါပေမဲ့ဒီချိန်ကမျိုးကစိတ်တည်တည်ငြိမ်နဲ့ဘာသာရေးဖျားတရားများလုပ်ပြီးတော့အလုပ်တစ်ခုတည်းကိုပဲကိုလုံးနေတဲ့အလုပ်ကိုပဲအအောင်စိုက်ပြီးလုပ်မယ်ဆိုရင်အဆင်ပြေအောင်မှာလိုက်ပဲကိုမကျွမ်းကျင်တဲ့အလုပ်တွေเนาะကိုမသိတဲ့အလုပ်တွေเนาะလုပ်မယ်ဆိုရင်တော့ဒီချိန်ကမျိုးမှာအခက်အခဲကြုံတွေ့တတ်ပါတယ်အဲ့တော့အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မလောဖို့အရေးကြီးတဲ့ဒီချိန်ကမျိုးမှာအကောင်းရေးထားပြီးတော့စိတ်ချချင်နဲ့ဆောင်ရွက်မယ်ဆိုရင်တော့အဆင်ပြေအောင်မြင်ပါလိမ့်မယ်အထူးသဖြင့်မသေးကြမရည်ရတဲ့အလုပ်မျိုးတွေမလုပ်မိဖို့အရေးကြီးပါတယ်အဲ့တော့ငွေကြေးလက်လာပါပိုင်းဆိုင်ရာမှာတော့ငွေကန်တွေအထူးကောင်းတယ်လက်လာပါတွေဝင်ကြီးရှိတဲ့ဒီတစ်ပတ်တာကာလမှာเนาะငွေကြေးကန်တွေအထူးကောင်းမယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ကလည်းထွေထူးစိုးရိမ်စရာမရှိပါဘူးစေကောင်းဝါကောင်းတွေတွေ့မယ်စေရုံစေကန်းရောက်နေရင်လည်းမကြခင်မှာတက်တာဝမယ်ပျောက်ကင်းဝမယ်အဲ့တော့ဆရာကောင်းတမားကောင်းတွေတွေ့ရမယ်ဆိုတဲ့နေမျိုးဖြစ်ပါတယ်အဲ့တော့ကောင်းတဲ့ချက်တွေကခရီးဝဲကိစ္စတွေပေါ်ပေါက်တတ်တဲ့နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေပါလိမ့်မယ်နိုင်ငံခြားခရီးဝဲကိစ္စတွေခရီးကိစ္စတွေအထူးကံကောင်းမဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာကာလမှာတရင်းနာသားသမီးတွေကကံကောင်းနေတယ်ဆိုရင်မိအိမ်ဖျားမှာပန်းသီးရှစ်စိတ်လှူဒန်းမှာဖြစ်ပါတယ်ပန်းသီးရှစ်စိတ်လှူဒန်းပြီးတော့เนาะမိခက်ခဲတွေကိုလူရဆူတောင်းအောင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေ